ဆက်လက်၍ Grade 9 Green မှတေးသရုပ်ဖော်ဖြင့်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်ရှင်။ဖျော်ဖြေတင်ဆက်နိုင်မှရန်ဖျော်ဖြေရေးအဖွဲ့အားဖိတ်ခေါ်အပ်ပါတယ်ရှင် Next, Grade 9 Green students will perform a special musical interpretation. လွယ်သလားခက်သလားရမဘိုးလုံးချင်တဲ့ကောင်းဆိုတာဟောဒီလိုတနက်ပြစ်တတ်ရတယ်ကွာ အခုပေါင်းနေကျမမမြဝင်းပါ မမြဝင်း တွေ့ချင်းနေတဲ့ဒုတ်ဒုတ်နဲ့ရွှေရင်ဆုံးဟာလှုပ်ခဲ့တယ်အဲ့ဒီမောင်ကြီးအချီတို့ရဲ့ခင်မရှက်မိတယ် ဘူးမထယူမတက်ချင်မိတယ်အထင်တော်တွေရဲ့မလွဲပါနဲ့ဖလန်ဖလန်ထားသွားဖြစ်ရတယ်အဲ့ဒါလို့ချစ်ရတယ်ငြိမ်ယုံရင်မကွယ်ဖလန်ဖလန်ဖြစ်သွားတယ်ဘုံမလောကိုချစ်လိုက်မိတာတော့ကိုတမျိုးမမှန်နဲ့အင်္ဂရီရီဖဲကွယ်ဖလန်ဖလန်ထားအောင်မယ်ဖလန်ဖလန်ဖြစ်အောင်ချစ်လိုက်ကြမယ်အဆက်ကိုပေးချစ်ကွယ် ချစ်တာပေါ့ဆိုသည်များလေးလည်းဒီကံပေးတဲ့ကိုကိုချစ်တယ်ဘုံလို့လားကွာမသိရဘူးတော့ငရဲကြည့်တတ်တယ်ဖြူဆိုင်ဖို့လည်းမြဲပေးလို့တော်တော်ပြောရတယ်ဟုတ်ကဲ့ငယ်ကချီရဲ့ရရှိဘုံငယ်ရဲ့ချီတာဆိုနေပြီအပြုံးရင်တိုင်းငမရချီတတ်ပြီတန်တော်ရည်နဲ့တူမူပြီမောင်ရီကပြုံးရေအိုးလေးရွတ်လို့ရဲ့ခင်ပြုံးလေးရေခပ်ဖို့ဆင်လာပြီရွာအလုံးကတော်စလေးရောက်ပြီအချီတာကအနိုင်ချင်းပြီဟာတော်တော်ပြီပြောလဲပြီဟာတော်ပြီဟိုလေကွယ်တော်ပြီဟာတော်ပြီပြောလဲပြီရှေးအိုလေးတော့ကွယ်တော်ပြီမိတ်ကလေးနဲ့ကြိုင်လာ
မှုရရင်တွေနောင်တော့မယ်ဘော်ဒီစပါကိုမြေလို့သွားလာမှုမမှန်တော့မှန်သေးတယ်မိကလေးများရှုံးပေးလိုက်ရအောင်လေထိုင်နေသိမ်ဝဲလာတယ်သူလေးနွယ်တယ်သူလေးချွဲတယ်သူလေးကဲတယ်ခဲ့ပဲကိုကိုရောက်ချမ်းဟုတ်ဘူးရှင်တကယ်ပြန်မကြတော့ဘူးကိုကိုရောက်ချမ်းဟုတ်ဘူးဒီတစ်ချိန်ကိုနာမထောင်တော့ဘူးကောင်းမရဲ့ဒီဖက်ညီဖက်နတ်ကတလန်ပန်တလန်နဲ့ကွယ်ဒီပြောတဲ့ညီဖက်ညီဖက်အော်ရှာလို့မကွယ်ကောင်းမရဲ့ညီဖက်ညီဖက်ဒီနာကမကတ်နဲ့ပြောတဲ့နမ်းရောတာဟုတ်ပါလေကွယ်လင်းဝဲရရှာတယ်